မင်္ဂလာပါတော့ဖိုချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဂျပန်လူမျိုးတွေကဆိုရင်တခြားလူတွေတည်းမတူပဲအင်မတန်ဖြက်လက်တက်ကြွကြတယ်ကျမ်းမာရေးလည်းအင်မတန်ကောင်းတယ်အသက်တွေလည်းအရှိကြီးနေရပြီးတော့အလုပ်ထဲမှာလည်းလန်းလန်းဆန်းဆန်းနဲ့အင်မတန်အလုပ်ကြိုးစားကြတဲ့လူမျိုးတွေဖြစ်ပါတယ်သူတို့ထုတ်လုပ်တဲ့ပစ္စည်းတွေဆိုရင်လည်းအင်မတန်စစ်စနစ်ကြပြီးတော့တည်သက်တိကျတဲ့ပစ္စည်းတွေကိုထုတ်လုပ်နိုင်တာကိုတွေ့ရပါတယ်အဲ့ဒီလိုမျိုးတက်ရှည်ကျမ်းမှာပျော်ရွှင်ပြီးစစ်စနစ်ကြတဲ့လူနေမှုဘဝနောက်ွယ်မှာလှုပ်ဝက်ချက်တစ်ခုရှိတယ်ဆိုတာတကယ်ချင်းတို့သိပါသလားအဲ့ဒီလှုပ်ဝက်ချက်ကတော့ Ikigai လို့ခေါ်တဲ့နီလန်လေးတစ်ခုပဲဖြစ်ပါတယ် Ikigai ဆိုတာဂျပန်ဘာသာနဲ့ဆိုရင်ဘဝရဲ့တန်ဖိုးသို့မဟုတ်ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်လို့အနက်ရပါတယ်ဒီနေ့တကယ်ချင်းတို့ကိုဖတ်ပြမယ်စာအုပ်လေးကတော့ Francis Bierges နဲ့ Hatakasia တို့ပူးပေါင်းပြီးရေးသားထားတဲ့ Ikigai လို့ခေါ်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်ထဲမှာတကယ်ချင်းတို့ကို Ikigai နဲ့ပတ်သက်ပြီးတော့အခန်း3ခန်းခွဲခြားပြီးတော့ရှင်းပြပေးမှာပါပထမခန်းကတော့ Ikigai ဆိုတာဘာလဲဒုတိယခန်းကတော့မိမိရဲ့ Ikigai ကိုရှာဖွေခြင်းတတိယခန်းကတော့ Ikigai ဤတွဲဖက်အထောက်ပံ့များပဲဖြစ်ပါတယ်အခန်း1 Ikigai ဆိုတာဘာလဲအရင်ဆုံး Ikigai ဆိုတဲ့အကြောင်းကိုရှင်းရှင်းလင်းလင်းသိပါအောင်စက်ဝိုင်း၄ဝိုင်းဥပမာနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်ပထမစက်ဝိုင်းကတော့ What's you love သင်ဝါသနာပါတာဒုတိယစက်ဝိုင်းက What's your good at သင်ကျွမ်းကျင်တာတတိယစက်ဝိုင်းကWhat the world needs လောကကြီးအတွက်လိုအပ်တာလောကကြီးအတွက်အကျိုးရှိတာစတုတ္ထစဝိုင်းကတော့ What you can be paid for သင်အတွက်ဝင်ငွေရလားမရလားကောင်းပြီဒါဆိုရင်အဲ့ဒီစဝိုင်း၄ဝိုင်းထဲမှာသင်ကျွမ်းကျင်တဲ့ skill တွေသင်အတွက်ဝင်ငွေရမယ် pay တွေကမ္ဘာကြီးကလူသားတွေအတွက်အကျိုးပြုမဲ့ needs တွေပြီးတော့သင်ချစ်မြတ်နိုးတဲ့အရာတွေ love တွေကိုချရေးကြည့်လိုက်ပါအရင်ဆုံး Ikigai မှာဖြစ်တဲ့ဥပမာတစ်ခုအရင်ကြည့်ကြမယ်သင်ကစရင်ကင်အကောင့်တက်တစ်ယောက်ဆိုတော့သင်ကကဏ္ဍတွက်ရတာအရန်တော်တယ် skill ရှိတယ်လမ်းစာလည်းအများကြီးရတယ် pain ရှိတယ်ကုမ္ပဏီအတွက်လည်းအရန်အရေးပါတယ် niche ရှိတယ်ဒါပေမဲ့သင်ကအဲ့ဒီအလုပ်ကိုလုံးဝစိတ်မပါဘူး don't love နေတိုင်းယုံတက်ရတာညီငွေနေတယ်ဆိုရင်လူကတော့အဆင်ပြေနေတယ်လို့ပဲဒါပေမဲ့စိတ်ထဲမှာတော့ဟာလာဟင်းလင်းဖြစ်နေတယ်လို့နဲ့ဘဝကအတိတ်ပဲမရှိတယ်လို့ခံစားရပါလိမ့်မယ်ဒါဟာစက်ဝိုင်းတစ်ခုလိုအပ်နေလို့ Ikigai မဖြစ်သေးတာပါဟုတ်ပြီအခု Ikigai ဖြစ်သွားတဲ့ဥပမာတစ်ခုကိုကြည့်ရအောင်သင်ကတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးသူတစ်ယောက်ဖြစ်သွားတယ်ဆိုပါစို့သင်ကတဘာဝတရားကြီးကိုအရန်ချစ်တယ် life ရှိတယ်သင်ဒီဘူးတုဒတွေဝီမျှရတာစကားပြောရတာအရန်ကောင်းတယ် skill ရှိတယ်အခုခေတ်မှာကဘာကြီးကတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အရေးကြီးလိုအပ်နေတယ်ဆိုရင် need ရှိတယ်ဒီအလုပ်ကနေသင်အတွက်တင့်တဲ့ဝင်ငွေရတယ်ဆို pain ရှိတယ်စက်ဝိုင်းလေးခုလုံးထပ်တူကျသွားတဲ့အတွက်သင်ဘဝဟာကျဉ်းနှံ့မှုရောပျော်ရွှင်မှုရောရေရှည်ရပ်တည်နိုင်မှုရောရရှိသွားပါပြီဒါကို Ikigai လို့ခေါ်ပါတယ်တနည်းအားဖြင့်အဲ့ဒီစက်ဝိုင်း၄ခုလုံးထဲမှာပါဝင်နေတဲ့အလုပ်ဟာကိုယ့်ဘဝရဲ့ Ikigai ပါပဲဒါကြောင့် Ikigai ဆိုတာကိုယ့်ရဲ့ပါရမီရဲ့ပတ်စံရနိုင်မှုရဲ့ကိုယ့်ရဲ့ဝါသနာရဲ့ကမ္ဘာကြီးရဲ့လိုအပ်ချက်တွေရဲ့ကိုဟန်ချက်ညီအောင်ပေါင်းစပ်ထားတဲ့အလုပ်မျိုးကိုပြောရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ Ikigai ဟာကိုယ့်ရဲ့ဘဝကိုမောင်းနှင်ပေးမဲ့လောင်စာပါပဲ Ikigai နေဟာလူတစ်ယောက်ရဲ့ဘဝကိုအတိတ်ပဲပြေဝစေပြီးတော့နေ့ရက်တိုင်းကိုအာရုံစူးစိုက်မှုအပြည့်နဲ့ဖြတ်သန်းနိုင်စေပါတယ် Ikigai ဟာမနက်တိုင်းမှာနိုးထလာရခြင်းရဲ့အကြောင်းရင်းလည်းဖြစ်ပါတယ်ကိုယ့်ရဲ့ Ikigai ဟာလူတွေကိုကူညီဖို့လည်းဖြစ်နိုင်တယ်လို့အမှုပညာလက်မှုပညာစာရေးခြင်းပကြီးဆွဲခြင်းအားကစားလုပ်ခြင်းတစ်ပင်ဆိုင်ခြင်းစီးပွားရေးလုပ်ခြင်းသိပ္ပံဆိုင်ရာလေ့လာခြင်းအစရှိတဲ့အလုပ်အားလုံးဖြစ်နိုင်ပါတယ်လူတစ်ယောက်မှာ Ikigai တစ်မျိုးပဲရှိရမယ်လို့တော့သတ်မှတ်မထားပါဘူးဥပမာအဖြစ်ယူပဗေဒပညာရှင်ကြီး Einstein မှာဆိုရင်ယူပဗေဒနဲ့တရောတီးခြင်းဆိုတဲ့ Ikigai နှစ်ခုရှိတာကိုတွေ့ရပါတယ်သူသာယူပဗေဒပညာရှင်မဖြစ်ခဲ့ဘူးဆိုရင်အမှုပညာရှင်ဖြစ်လာလိမ့်မယ်လို့လည်း Einstein ကပြောခဲ့ပူးပါတယ်အသက်ရှည်တဲ့ဂျပန်လူမျိုးတွေကိုလေ့လာကြည့်လိုက်မယ်ဆိုရင် Ikigai နဲ့အသက်ရှည်ခြင်းတို့ကြားမှာဆက်သွယ်မှုရှိနေတာကိုတွေ့ရပါလိမ့်မယ်။ကမ္ဘာပေါ်မှာအသက်အရှည်ဆုံးနဲ့စိတ်အချမ်းသာဆုံးနေရာဒေသ၅ခုရှိပြီးတော့အဲ့ဒီနေရာတွေကို Blue Zone လို့ခေါ်ကြပါတယ်။အဲ့ဒီ၅ခုကတော့၁ဂျပန်နိုင်ငံက Okinawa ကျွန်းဖြစ်ပါတယ်။၂အီတလီနိုင်ငံက Sardinia ကျွန်းဖြစ်ပါတယ်။၃ကယ်လီဖိုးနီးယားပြည်နယ်က Loma Linda မြို့၄ကော့စတာရီကာနိုင်ငံက Nicoya ကျွန်းဆွယ်၅ဂရိနိုင်ငံကအခါရီယာကျွန်းတို့ဖြစ်ကြပါတယ်ဒီဒေသတွေမှာနေထိုင်သူတွေဟာတခြားကမ္ဘာနေရာအားလုံးကလူတွေထက်အသက်ရှည်ကြပါတယ်သိပ္ပံပညာရှင်တွေရဲ့လေ့လာမှုအရဘလူးစုံတွေမှာနေထိုင်သူတွေဟာအစားအသောက်လေ့ကျင့်ခန်းလူမှုဆက်ဆံရေးနဲ့ဘဝရည်မှန်းချက်တွေပြေဝကောင်းမွန်တာကြောင့်အသက်ရှည်ကြတာဖြစ်တယ်လို့သိရပါတယ်စာရေးသူဟတ်တာကာစီယာကဂျပန်မှာနေထိုင်သူဖြစ်တဲ့အတွက်ဒီစာအုပ်မှာဘလူးစုံဒေသတစ်ခုဖြစ်တဲ့ဂျပန်နိုင်ငံကအိုကီနာဝါကျွန်းသားတွေအကြောင်းကိုအဓိကဖော်ပြထားပါတယ်အိုကီနာဝါကျွန်းသူကျွန်းသားတွေကိုလေ့လာကြည့်ခြင်းအပြင်မိမိတို့ဘဝရဲ့ Ikigai ကိုလည်းရှာဖွေတွေ့ရှိလာနိုင်ပြီးဘဝကိုအတိတ်ပဲရှိရှိဖြတ်သန်းလာနိုင်ပါလိမ့်မယ်။ဂါစီယာနဲ့မီရာရှက်တို့ဟာအိုကီနာဝါကျွန်းရဲ့အသက်ရှည်ဆုံးဘိုးဘွားနေထိုင်တဲ့အိုကီမီလို့ခေါ်တဲ့မြို့လေးကိုတွားရောက်လေ့လာခဲ့ကြတာဖြစ်ပါတယ်။
အိုကီမီမျိုးကဘိုးဘွားတွေဟာအရန်ကျမ်းမာတန်ဆွမ်းတော့တာကြောင့်စာရေးသူတွေကတော်တော်အံ့ဩခဲ့ရပါတယ်မြို့ကိုရောက်တဲ့အခါအသက်89နှစ်နဲ့အသက်69နှစ်အရွယ်ရှိနေပြီဖြစ်တဲ့မြို့ကန်အဖွားအိုနှစ်ဦးကစာရေးသူတွေလေးလေသာစားဖို့ဆိုပြီးစားတောက်ဆိုင်ကိုကားမောင်းပို့ခဲ့ကြပါတယ်အဲ့ဒီဆိုင်မှာစားခဲ့ရတာတွေကလည်းလက်ဆက်တဲ့ဒေသထွက် organic အသီးအရွက်တွေကြီးပါပဲစာရေးသူတွေဟာအသက်69နှစ်94နှစ်နဲ့89နှစ်အရွယ်ဘိုးဘွား3ဦးအတွက်ပေါင်းပြီးကျင်းပပေးတဲ့မွေးနေ့ပွဲတစ်ခုကိုလည်းတက်ရောက်ခဲ့ကြပါတယ်ဒီမွေးနေ့ပွဲမှာသူတို့ဟာဘိုးဘွားတွေနဲ့အတူတူကားကြခုံကြကာရာအိုကေတီဆိုကြနဲ့ပျော်ရွှင်ခဲ့ကြပါတယ်အဲ့ဒီပွဲမှာ gate ball လို့ခေါ်တဲ့ဘောလုံးကိုဒုံးနဲ့ရိုက်ကစားတဲ့ဂျပန်ကစားနည်းတစ်ခုကိုအသက်104နှစ်အရွယ်အဖွားအိုတဦးနဲ့စောက်ကစားကြည့်တဲ့အခါမှာလည်းစာရေးသူတို့ပဲရှုံးနိမ့်သွားခဲ့တာကိုတွေ့ခဲ့ရပါတယ်။အိုကီမီမြို့မှာနေထိုင်သူတိုင်းဟာသူတို့ရဲ့အီဂီကိုင်းအလုပ်တွေပဲအပြည့်အဝအာရုံစိုက်ကြပါတယ်။သူတို့ဟာအသက်ကြီးလို့အလုံးမလုံးပဲအနားယူတယ်လို့လည်းမရှိကြပါဘူး။အသက်တရာကျော်နေပြီဖြစ်တဲ့အဖိုးဘွားတွေဟာလည်းသူတို့ဘဝကိုအတိတ်ပဲရှိစေတဲ့အီဂီကိုင်းအလုပ်တွေကိုဆက်လုပ်နေကြဆဲပါ။မြို့သူမြို့သားတွေဟာနေ့စဉ်နေ့တိုင်းအလုံးနဲ့လက်နဲ့မပြတ်ကြပေမဲ့အလောတကြီးနဲ့ပြရခတ်နေတာမျိုးတော့မရှိပါဘူး။လူတိုင်းဟာသူတို့လုပ်เสียရှိတဲ့အလုပ်တွေကိုတည်တည်ငြိမ်ငြိမ်အေးချမ်းချမ်းစိတ်ပါဝင်စားမှုအပြည့်နဲ့လုပ်ကိုင်နေကြတာကိုတွေ့ရပါတယ်။အိုကီမီမြို့မှာနေထိုင်သူတွေဟာသူတို့ကိုယ်တိုင်စိုက်ပျိုးတဲ့အသီးအရွက်တွေကိုပဲအဓိကစားသုံးကြပါတယ်။ဒီမြို့ကအဖိုးဘွားတွေဟာတခြားအသက်ကြီးရွယ်အိုတွေလိုထိုင်ကုန်မှာတနည်းကုန်ထိုင်မနေကြပဲဂိမ်းဘောကစားကြတယ်။ကာရာအိုကေတီဆိုကခုန်ကြတယ်။လေ့ကျင့်ခန်းလုပ်ကြတာနဲ့အမြဲလိုလှုပ်ရှားနေကြတာကိုတွေ့ရပါတယ်။အိုကီမီမြို့မှာနေထိုင်သူတွေရဲ့လူမှုဆက်ဆံရေးကလည်းနတ်ရှိုင်းနဲ့ချစ်ခင်ရင်းနှီးမှုရှိပြီးပူးပေါင်းဆောင်ရွက်မှုအရန်အားကောင်းတာကိုတွေ့ရပါတယ်။သူတို့ဟာခြံရှင်းတာဥယျာဉ်ဆိုင်တာအိမ်ဆောက်တာအစရှိတဲ့လုပ်ငန်းဆောင်ရွက်တာတွေကိုတယောက်နဲ့တယောက်ဝိုင်းကူလုပ်ပေးကြသလိုဝင်းနေပွဲတွေဘာသာရေးပွဲတွေနဲ့ကစားပွဲတွေကိုလည်းမကြာခဏစုပေါင်းဆင်နွှဲလေးရှိကြပါတယ်အထူးခြားဆုံးကတော့မိုးအိုင်လို့ခေါ်တဲ့အသင်းဖွဲ့လေးတွေပါပဲမိုးအိုင်အဖွဲ့ဝင်တွေဟာလာစဉ်လာတိုင်းရန်ပုံငွေပုံမှန်ထည့်ဝင်ပြီးအဲ့ဒီငွေနဲ့ညစာစားပွဲတွေကစားပွဲတွေနဲ့ပျော်ရွှင်ပွဲတွေကိုပြုလုပ်ကြပါတယ်ပိုရှန်တဲ့ရန်ပုံငွေတွေကိုတော့ငွေကြေးအခက်အခဲရှိတဲ့အဖွဲ့သားတွေကိုထောက်ပံ့ပေးပါတယ်မိုးအိုင်အဖွဲ့ဝင်တိုင်းဟာဘဝကိုလုံခြုံမှုရှိရှိဖြတ်သန်းနိုင်တာကြောင့်အသက်ရှင်ရပ်တည်ဖို့အတွက်ပြည်အားမရှိတော့ပါဘူးမိုးအိုင်ဖွဲ့စည်းလေးတွေမှာပါဝင်လှုပ်ရှားခွင့်ရခြင်းဟာအိုကီနာဝါကျွန်းသားအများစုရဲ့အီကီကိုင်းအစိတ်ပိုင်းတစ်ခုလို့လည်းပြောနိုင်ပါတယ်။အိုကီမီမျိုးသူမျိုးသားတွေကဘယ်အရာမှလည်းစိုးရိမ်တော့ကဖြစ်မနေကြပါဘူး။သူတို့ဟာအိယာစောစောထားတာတစ်ပင်ဆိုင်တာကျမကြီးနဲ့ကန့်ကြီးရဲ့အစားအစာတွေစားတာပုံမှန်အလုပ်လုပ်တာပုံမှန်လေ့ကျင့်ခန်းလုပ်တာအစရှိတဲ့အလေးထားကောင်းတွေကိုထိမ့်သိမ်းထားကြပါတယ်။မျိုးသူမျိုးသားတွေကအတူသွားအတူစားအတူတော့အတူစကားပြောတယ်အတူလမ်းလျှောက်ပြီးသချင်းတူတူဆိုကြပါတယ်။သူတို့ဟာဘဝကိုအကောင်းမြင်စိတ်ရှိကြသလိုသူတို့ပိုင်ဆိုင်ထားတဲ့အရာတွေကိုလည်းကျေးဇူးတင်တတ်ကြသူတွေဖြစ်ပါတယ်။အထက်မှာဖော်ပြခဲ့တဲ့အချက်တွေကအီကီကိုင်းရဲ့အခြေခံသဘောတရားတွေဖြစ်ပြီးတော့အိုကီနာဝါကျွန်းသားတွေရဲ့အသက်ရှည်ရခြင်းရဲ့အကြောင်းရင်းတွေလည်းဖြစ်ပါတယ်။ဒါဆိုရင်ဆက်လက်ပြီးတော့မိမိရဲ့အီကီကိုင်းကိုရှာဖွေခြင်းအခန်းတစ်ကိုဆက်ပြီးဖတ်ပါမယ်။အိုကီနာဝါကျွန်းသားတွေရဲ့အယူဆဆိုရင်တော့ကိုချစ်မြတ်နိုးတဲ့အလုပ်တွေကိုချစ်မြတ်နိုးတဲ့လူတွေအတွက်အပြည့်အဝမြုပ်နှံထားမယ်ဆိုရင်အီကီကိုင်းကိုသူ့အလိုလိုရှာတွေ့လာလိမ့်မယ်လို့သိရပါတယ်။ဒါပေမဲ့ဒီကမ်းမှာတော့ကိုယ့်ရဲ့အီကီကိုင်းရှာဖွေရမှာအထောက်အကူဖြစ်စေနိုင်မဲ့နည်းလမ်းတွေကိုစုပေါင်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။အီကီကိုင်းကိုရှာဖွေဖို့အတွက်အသုံးပြုနိုင်တဲ့ပထမနည်းလမ်းကတော့ logotherapy လို့ခေါ်တဲ့အနောက်တိုင်းစိတ်ပိုင်းဆိုင်ရာကုထုံပဲဖြစ်ပါတယ်။ logotherapy ကုထုံကိုတီထွင်ခဲ့သူကတော့နာဇီတွေရဲ့ချွေးတက်စခန်းမှာအကျဉ်းသားအဖြစ်နေထိုင်ခဲ့မှုတဲ့စိတ်ပညာရှင် Viktor Frankl ပဲဖြစ်ပါတယ်။လူတစ်ယောက်စီကနေအရာအလုံးကိုလူယူနိုင်လို့ရနိုင်ပေမဲ့သူ့ရဲ့စိတ်နေသဘောထားကိုတော့ဘယ်သူမှလူယူလို့မရနိုင်ပါဘူး။ Frankl ကဆိုပါတယ်ဒါကြောင့်ပြင်ပကဘာကြီးမှာဘာတွေပဲဖြစ်နေအတွင်းစိတ်ရဲ့ငြိမ်းချမ်းလွတ်မြောက်မှုကတော့မိမိတို့ရဲ့လက်ထဲမှာရှိပါတယ်လူတစ်ယောက်မှာတိကျတဲ့ဘဝပန်းနိုင်တာရှိမယ်ဆိုရင်စိန်ခေါ်မှုမျိုးစုံနဲ့လောကဓာတ်မျိုးစုံကိုရင်ဆိုင်အတူနိုင်လိမ့်မယ်လို့ Frankl ကဆိုပါတယ်လောကသရဖီဟာလူတစ်ယောက်ရဲ့ဘဝအဓိပ္ပာယ်နဲ့ရည်ရွယ်ချက်တွေကိုတိတိကျကျနားလည်လာစေဖို့အတွက်အကူအညီပေးတဲ့ကုထုံးတစ်ခုဖြစ်တာကြောင့်အီကီကိုင်းနဲ့သဘောတရားချင်းတူတယ်လို့ပြောနိုင်ပါတယ်ဥပမာအဖြစ် Frankl ဟာနာဇီတွေရဲ့ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ကြုံခဲ့ရပေမဲ့စိတ်ပညာနဲ့လောကသရဖီကုထုံးတွေအကြောင်းသူတည်တနာပြုလုပ်ခြင်းနဲ့စိတ်ကြောင့်ကိုတတ်မသေးခဲ့ပဲအသက်ရှင်ခြင်းစိတ်ရှိခဲ့တာဖြစ်ပါတယ်လူသားတွေရဲ့အသက်ရှင်သန်ရခြင်းအဓိပ္ပာယ်ကတော့တဦးနဲ့တဦးမတူညီနိုင်ပါဘူးလောကသရဖီကုထုံးကလည်းဘဝအဓိပ္ပာယ်တွေကိုအသက်ဖန်တီးပေးတာမဟုတ်ပဲတိမ်မြုပ်နေတဲ့ဘဝအဓိပ္ပာယ်တွေကိုကုညီရှာဖွေပေးခြင်းသာဖြစ်ပါတယ်ပုံမှန်အဖြစ်တော့လောကသရဖီကုထုံးမှာအဆင့်၅ဆင့်ရှိပါတယ်ပထမအဆင့်ကဘဝဟာအဓိပ္ပာယ်မရှိသလိုဖြစ်ပြီးစိုးရင်တော့ကဖြစ်နေတဲ့အဆင့်ပါဒုတိယအဆင့်ကတော့အဲ့ဒီလိုမကောင်းတဲ့ခံစားချက်တွေဟာအတိတ်ပဲရှိတဲ့ဘဝကိုရဖို့အခြေခံလိုအပ်ချက်ဖြစ်တယ်ဆိုတာကိုလူနာသိအောင်ရှင်းပြတဲ့အဆင့်ဖြစ်ပါတယ်တတိယအဆင့်ကတော့လူနာကိုယ်တိုင်သူ့ဘဝရဲ့အတိတ်ပဲကိုရှာဖွေတဲ့အဆင့်ဖြစ်ပြီးစတုတ္ထအဆင့်ကတော့လူနာကသူ့ဘဝရဲ့ရည်ရွယ်ချက်ကိုလက်ခံအတည်ပြုတဲ့အဆင့်ဖြစ်ပါတယ်နောက်ဆုံးအဆင့်ကတော့ဘဝရည်မှန်းချက်အသစ်ကိုအသုံးပြုပြီးလက်ရှိပြဿနာတွေနဲ့ဝမ်းနည်းခံစားရမှုတွေကိုကျော်လွှားတဲ့အဆင့်ဖြစ်ပါတယ်လောကသရဖီကုထုံးနဲ့ပတ်သက်ပြီးအကျယ်တုံးသိရှိခြင်းနဲ့ဆိုရင်တော့ကွန်မန့်မှာ logotherapy လို့ရေးခဲ့ပေးပါကျ
ကျွန်တော်က Victor Frankl ကိုယ်တိုင်ရေးသားထားတဲ့ Mansas for Mini စာအုပ်ကိုထပ်မံဖတ်ရှုပေးပါမယ်။ဤကကိုင်းကိုရှာဖွေဖို့အတွက်အသုံးပြုနိုင်တဲ့ဒုတိယနည်းလမ်းကတော့ Morita Therapy လို့ခေါ်တဲ့ဂျပန်နိုင်ငံရဲ့စိတ်ပိုင်းဆိုင်ရာကုထုံးဝင်ဖြစ်ပါတယ်။ Morita Therapy ဟာလည်းဘဝအတိတ်ပဲကိုရှာဖွေပေးတဲ့ကုထုံးတစ်ခုဖြစ်ပြီးတော့ဇင်ဖုံးတော်ကြီး Shoma Morita ကမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ Morita Therapy ကစိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ကြုံတွေ့ရချိန်မှာဒီခံစားချက်တွေကိုထိန်းချုပ်ဖို့မကြိုးစားပဲလက်ခံပေးနိုင်စွာရှိအောင်သင်ကြားပေးတာပါ။ Morita Therapy မှာတော့ပုံမှန်အဖြစ်အဆင့်၄ဆင့်ရှိပါတယ်။ပထမဆင့်ကတော့တစ်ပတ်လုံးစကားမပြောဘဲအိပ်ရာထဲမှာအနားယူဖို့ဖြစ်ပါတယ်။ဒီလိုလုပ်လိုက်ခြင်းအဖြစ်ခေါင်းရှင်းသွားစေပြီးကိုယ်အတွေးတွေကိုစောင့်ကြည့်နိုင်စွာရှိလာစေပါလိမ့်မယ်။ဒုတိယနဲ့တတိယအဆင့်မှာတော့လူနာတွေကိုဒါရာတွေရေးတာအသက်ရှူလေ့ကျင့်ခန်းလုပ်တာအစရှိသဖြင့်သူတို့လှုပ်တဲ့နဲ့လှုပ်ထင်းတဲ့ဘဝလုပ်ငန်းတွေကိုအလုပ်ကင်ဖြစ်အောင်ကူညီအားပေးပါတယ်။ Morita Therapy ကတော့လူနာတွေကိုဘာလုပ်တဲ့နဲ့လို့တွန်းအားမပေးပါဘူး။လူနာကသူ့ဘဝအတွေ့အကြုံပေါ်မူတည်ပြီးသူဘာလုပ်တဲ့နဲ့ဆိုတာကိုကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။နောက်ဆုံးဆင့်ကတော့လူနာဟာလက်တွေ့ဘဝတွေကိုလူသစ်စိတ်သစ်နဲ့ပြန်သွားပြီးဘဝကိုအထိပ္ပယ်ရှိရှိဆက်လက်ဖြတ်သန်းမှုပဲဖြစ်ပါတယ်။ဤကီကိုင်းကိုရှာဖွေဖို့အတွက်အသုံးပြုနိုင်တဲ့တတိယနည်းလမ်းကတော့ flow လို့ခေါ်တဲ့အတွေ့အကြုံသစ်တွေကိုရှာဖွေဖို့ပဲဖြစ်ပါတယ်။ flow ဆိုတဲ့သဘောတရားကိုစိတ်ပညာရှင်မီဟိုင်းကျက်ဆက်မီဟိုင်းကမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ flow ဆိုတာကတော့အလုပ်တစ်ခုခုမှာအချိန်ကုန်လို့ကုန်သွားမှန်းတော့မသိလိုက်ပဲဇံဝင်ပြီးနှမျောသွားတဲ့အတွေ့အကြုံမျိုးကိုဆိုလိုပါတယ်။အဲ့ဒီ flow အခြေအနေမှာစိတ်ဆင်းရဲမှုတွေစိုးရိမ်ပူပန်မှုတွေဘာမှမရှိတော့ပဲအတိတ်ပဲပြေးဝနေတယ်လို့ခံစားရပါလိမ့်မယ်။ခက်တတူပြောရရင်တော့အတိတ်အနာဂတ်အကြောင်းစဉ်းစားမနေပဲပြစ္ဆုတ်ပံမှာအပြည့်အဝစူးစိုက်နေဝင်သွားမှုဟာ flow ပါပဲ။ flow ဟာတီထွင်ဖန်တီးမှုတွေကိုအားကောင်းစေပြီးအတိုင်းမသိစိတ်ချမှုကိုခံစားရစေပါတယ်။ အိုလံပစ်ကစားသမားတွေ chess ထိုးချန်ပီယံတွေအောင်မြင်တဲ့အမှုပညာရှင်တွေနဲ့သိပ္ပံပညာရှင်တွေဟာလုပ်ငန်းခွင်ထဲမှာ flow အတွေ့အကြုံကိုခံစားကြရလိမ့်ရှိပါတယ်။ flow အတွေ့အကြုံတွေကိုခံစားနိုင်မှုအတွက်လိုင်းနာတင်တဲ့ပထမအချက်ကတော့ကိုယ့်အတွက်မလွယ်လွန်မခက်လွန်တဲ့စိန်ခေါ်မှုတွေအလုပ်တွေကိုလုပ်ကင်ပြဖို့ပဲဖြစ်ပါတယ်။အလုပ်တစ်ခုဟာအရန်လွယ်နေရင်ပြင်းစရာကောင်းသွားမှာဖြစ်ပြီးတော့အရန်ခက်နေရင်တော့ဆိုရင်ဒုက္ခတွေဖြစ်ပေါ်စေနိုင်ပါတယ်။ကိုယ်နဲ့တင့်တော်မဲ့စိတ်ဖိစီးမှုနဲ့စိန်ခေါ်မှုမျိုးတွေကိုအကန့်အသတ်နဲ့လက်ခံလုပ်ကင်တတ်မယ်ဆိုရင်တော့ flow အတွေ့အကြုံကိုခံစားရနိုင်ပါတယ်။ဆက်လက်ပြီးတော့အခန်း3အနေနဲ့အီကီကိုင်းရဲ့တွဲဖက်အထောက်ပံ့များကိုဖတ်ပြပါမယ်။ရှေ့ကန်းဒီမှာအီကီကိုင်းဆိုတာဘာလဲ။အီကီကိုင်းကိုဘယ်လိုရှာဖွေမလဲဆိုတာတွေကိုလေ့လာခဲ့ကြပြီးပါပြီ။ဒီအခန်းမှာတော့အီကီကိုင်းအလုပ်တွေကိုလုပ်ကိုင်ရင်ဘဝကိုတက်ရှိချမ်းသာစွာဖြတ်သန်းနိုင်စေမယ့်စိတ်နေစိတ်ဓာတ်နဲ့စားသောက်မှုနေတိုင်းပုံစံတွေကိုဆက်လက်ပြီးဖော်ပြသွားပါမယ်။အသက်ရှိနေတိုင်းဖို့အတွက်ပထမဆုံးလုပ်ရမှာကတော့အလွန်အကျွံစိတ်ဖိစီးမှုတွေကိုလျှော့ချဖို့ဖြစ်ပါတယ်။စိတ်ဖိစီးမှုတွေဟာဆဲတွေရဲ့အိုမင်းရင်ရောမှုကိုမြန်ဆန်စေပြီးအိမ်မပျော်ခြင်းနဲ့တွေးတိုးခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုကိုခုခံနိုင်မှုအတွက်ရှေ့ကမှာပြောခဲ့တဲ့ flow ရရှိနိုင်တဲ့အလုပ်တွေကိုတည်ငြိမ်အေးချမ်းတဲ့စိတ်နဲ့ပုံမှန်လုပ်ကင်ပေးသင့်ပါတယ်။စိတ်ရဲ့သဘောကဖိအားပေးလို့ရင်လည်းမကောင်းလွှတ်ထားပေးရင်လည်းမကောင်းတာကြောင့်တင့်တော်တဲ့စိတ်ဖိစီးမှုပမာဏကိုလက်ခံပြီးအုံနောက်ကိုအလုပ်ပေးနိုင်မဲ့လေ့ကျင့်ခန်းမျိုးတွေကိုပြုလုပ်ပေးရပါတယ်။ဥပမာအဖြစ်ကိုယ့်ရဲ့ comfort zone ကနေထွက်ပြီးကျွမ်းကျင်မှုအသစ်တွေသင်ယူတာတခြားလူတွေနဲ့ဂိမ်းကစားတာတို့လိုအပြုအမူမျိုးတွေကိုတင့်တော်တယ်လို့ပြုလုပ်ပေးမယ်ဆိုရင်သတင်းအချက်လက်တွေကိုလက်ခံရရှိနေမှာဖြစ်ပြီးအုံနောက်ရဲ့တိဆောက်မှုနဲ့ချိတ်ဆက်မှုတွေအမြဲကောင်းမွန်နေမှာဖြစ်တာကြောင့်လူငယ်တယောက်လိုတွက်လက်ထပ်မြက်နေမှာဖြစ်ပါတယ်။အသက်ရှင်နေထိုင်မှုအတွက်ဒုတိယလောက်ရမှာကတော့မလုံးမရှက်နေခြင်းနဲ့အထိုင်များလုံးခြင်းကိုရှောင်ကျဉ်မှုဖြစ်ပါတယ်။ကစ်ပေါ်လူနေမှုပုံစံနဲ့နည်းပညာလုပ်ငန်းခွင်တွေမှာကျင်လည်နေကြသူတွေဟာတဏီကုံထိုင်နေကြရတာများပါတယ်။အထိုင်များခြင်းဟာနှလုံးရောဂါအယိုးပွားရောဂါကိုယ်ခံအားရောဂါနဲ့ကင်ဆာရောဂါအပါအဝင်ကျန်းမာရေးပြဿနာပေါင်းစုံကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုရှိအောင်နေထိုင်ဂရုစိုက်ပေးသင့်ပါတယ်။ခန္ဓာကိုယ်လှုပ်ရှားရမယ်ဆိုတာကနေတိုင်းကျင်သွဆော့ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ဘလူးစုံဒေသမှာနေထိုင်တဲ့သူတွေဟာလည်းနေတိုင်းကျင်ဆော့နေတာမျိုးမရှိပါဘူး။ဒါပေမဲ့သူတို့တွေကလမ်းလျှောက်တာကခုံတာဆော့ကစားတာတစ်ပင်ဆိုင်တာတို့လိုလှုပ်ရှားမှုလေးတွေကိုတော့နေ့စဉ်ပြုလုပ်ကြပါတယ်။ဒါကြောင့်အလုပ်ကိုလမ်းလျှောက်သွားတာဓာတ်လီကမသုံးမဲ့ရိုးရိုးလီကနဲ့တက်တာကိုနှစ်သက်ရအားကစားလုပ်တာမျိုးတွေကိုပြုလုပ်ပေးမယ်ဆိုရင်ကျန်းမာတန့်ရှည်ရေးအတွက်အများကြီးထောက်ကူဖြစ်စေနိုင်ပါတယ်။တကယ်လို့အချိန်ရမယ်ဆိုရင်တော့ရေဒီယိုထိုက်ဆိုယောဂထိုက်ချီရှီစုအစရှိတဲ့ရှေ့တိုင်းလေ့ကျင့်ခန်းတွေကိုလည်းပြုလုပ်ပေးနိုင်ပါတယ်။ရေဒီယိုထိုက်ဆိုဆိုတာကရေဒီယိုနဲ့ရုပ်မြင်သံကြားတွေကတဆင့်လူအများကြီးစုပေါင်းပြုလုပ်တဲ့9မိနစ်10မိနစ်စာကိုလက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းတွေဟာဒုတိယကမ္ဘာစစ်မတိုင်ခင်တည်းကပေါ်ပေါက်ခဲ့တာဖြစ်ပြီးလက်လွဲတာခါလှဲ့တာလက်မြောက်တာအစရှိတဲ့ခန္ဓာကိုယ်ရဲ့အစစ်အမြစ်တွေကျန်းမာကြံ့ခိုင်စေမဲ့လေ့ကျင့်ခန်းတွေပေါင်းဝင်ပါတယ်။အသက်ရှင်နေနိုင်မှုအတွက်လိုက်နာတဲ့တတိယချက်ကတော့အေးဝအောင်အိတ်ချင်းဖြစ်ပါတယ်။မျက်မှောက်ခေတ်ကဘာကြီးမှာအေးပြက်တဲ့တန်ကိုပိုပြီးခံစားနေကြရတယ်လို့အေးပြက်ခြင်းကြောင့်ဖြစ်လာတဲ့ကျန်းမာရေးပြဿနာတွေကလည်းပုံမဆိုးဝါးလာပါတယ်။အိတ်ဆက်ခြင်းဟာအုံမင်းရောမှုကိုကာကွယ်မှုအတွက်အကောင်းဆုံးလက်နက်တစ်ခုပါ။ဘာကြောင့်လဲဆိုတော့အိတ်ဆက်ခြင်းကနေထွက်လာတဲ့ melatonin ဟော်မုန်းဟာအားကောင်းတဲ့ antioxidant တစ်မျိုးဖြစ်ပြီးကိုယ်ခံအားကောင်းမွန်စေခြင်းအသားရည်နူးညံ့စေခြင်းအပါအဝင်
တခြားကောင်းကျိုးတွေအများကြီးရှိစေနိုင်လို့ဖြစ်ပါတယ်အေးအေးဝါးဝါအိတ်ချင်းနဲ့လေးကျင်ကန်လုပ်ခြင်းတို့ကိုပေါင်းဆက်ပေးနိုင်မယ်ဆိုရင်ကျန်းမာနုပြိုတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာသိကြပါတယ်အသက်ရှင်နေနိုင်မှုအတွက်စတုဒ္ဓမြောက်ဂရုစိုက်ရမယ့်အချက်ကတော့အစားအသောက်ပဲဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးအိုကီနာဝါကျွန်းသားတွေရဲ့စားသောက်ပုံအသေးစိတ်လေ့လာကြည့်ရအောင်ပါအိုကီနာဝါကျွန်းသားတွေဟာတခြားဒေသကဂျပန်လူမျိုးတွေနဲ့ရှင်အစားအသောက်ကိုနည်းနည်းပဲစားတာတွေ့ရပါတယ်တာမန်ဂျပန်နိုင်ငံသားတယောက်ကတနေ့ကိုကီလိုရီ2068လောက်စားချိန်မှာအိုကီနာဝါကျွန်းသားတွေက1985လောက်ပဲစားသုံးပါတယ်တခြားဘလူးစုံတွေကအသက်ရှည်သူတွေကလည်းကီလိုရီနည်းနည်းပဲစားသုံးတာကိုတွေ့ရပါတယ်ကီလိုရီရှော့ချနိုင်ခြင်းဟာအုံမင်းခြင်းကိုရော့ကျစေပြီး type 2စီးကျိုရောဂါနဲ့နှလုံးရောဂါဖြစ်ပွားနိုင်ခြင်းကိုလည်းရော့ကျစေပါတယ်နေ့စဉ်စားသုံးနေတဲ့အစာပမာဏကိုရှော့ချနိုင်တဲ့နည်းလမ်းတစ်ခုကတော့ဂျပန်လူမျိုးတွေရဲ့ 80% rule ဆိုတဲ့နည်းလမ်းပါပဲ 80% rule ဆိုတာ 80% လောက်ဘိုက်ဝါပြီးဆိုရင်ရှက်လိုက်တဲ့နည်းဖြစ်ပါတယ်နောက်တစ်နည်းကတော့ intermediate fasting လို့ခေါ်တဲ့အခါအားလျော်စွာအစာဖြတ်တောက်တဲ့နည်းပါဥပမာအဖြစ်တစ်ပတ်ကို2ရက်လောက်အစာဖြတ်တာ9ရက်ပုံမှန်စားပြီး2ရက်လောက်ရှော့စားတာအစာရှိတဲ့နည်းမျိုးတွေဖြစ်ပါတယ်အိုကီနာဝါကျွန်းသားတွေဟာအစာကိုနည်းနည်းပဲစားကြပေမဲ့သူတို့စားတဲ့အစားအစာတွေကတော့အမျိုးမဲ့စုံနေတာကိုတွေ့ရပါတယ်သူတို့နေ့စဉ်စားတဲ့အစားအသောက်အမျိုးအစားက18မျိုးလောက်ရှိပြီးစုစုပေါင်းအစားအသောက်အမျိုးအစားကတော့206မျိုးလောက်ထိရှိပါတယ်သူတို့ကထမင်းပကံထဲမှာတက်တက်လို့အယောင်သွေးစုံနေပြီးအမျိုးအစားပေါင်းစုံတဲ့အစားအသောက်တွေကိုပေါင်းဆက်စားသုံးကြသူတွေဖြစ်ပါတယ်အိုကီနာဝါကျွန်းသားတွေဟာဆန်ကိုအဓိကထားစားသုံးကြပြီးခေါက်ဆွဲကိုလည်းအခါအားလျော်သာစားသုံးကြပါတယ်သူတို့စားသမျှ30%ဟာဟင်းသီးဟင်းရွက်တွေဖြစ်ပြီးတော့နေ့စဉ်နေ့တိုင်းဟင်းသီးဟင်းရွက်နဲ့သီးသီးဝလံ9မျိုးလောက်ကို9ချိန်ခန့်စားသုံးလေးရှိကြပါတယ်အိုကီနာဝါကျွန်းသားတွေရဲ့အစားအသောက်တွေမှာအန်တီအောက်ဆီဒန့်ကျွဲဝါတဲ့တိုဖူမီဆိုတူနာငါမုံလာအုပ်ကြောက်ပွင့်ဂေါ်ဘီတုပ်ရေညှိပဲပင်ပေါက်ကြက်ဟင်းကားသည်ပဲပုတ်အာလူးနဲ့ငရုတ်ကောင်းတို့လိုအစားအစာတွေပါဝင်နေတာကိုတွေ့ရပါတယ်အိုကီနာဝါကျွန်းသားတွေဟာတခြားစားသုံးမှုလည်းအရန်နေပြီးတော့တခြားဂျပန်လူမျိုးတွေရဲ့တခြားစားသုံးမှုနဲ့ရှင်သုံးပုံတစ်ပုံလောက်သာရှိပါတယ်တောက်ဆရာနဲ့ပတ်သက်ရင်လည်းအိုကီနာဝါကျွန်းသားတွေဟာအန်တီအောက်ဆီဒန့်ကျွဲဝါတဲ့စပယ်ပန်းနဲ့လက်ဖက်စိမ်းလက်ဖက်ရည်များကိုအများကြီးတောက်သုံးလေးရှိကြပါတယ်ဒီလက်ဖက်ရည်တွေဟာကိုလက်စထရောကိုကျဆင်းစေပြီးကိုယ်ခံအားကောင်းမွန်စေသလိုနှလုံးရောဂါဖြစ်နိုင်ခြင်းကိုလည်းရောကျစေနိုင်ပါတယ်အိုကီမီမျိုးကနောက်ထပ်အန်တီအောက်ဆီဒန့်ကျွဲဝါတဲ့တောက်ဆရာတစ်မျိုးကတော့ရှီကူဝါဆာလို့ခေါ်တဲ့ဖြော်ရည်ပါဒီဖြော်ရည်ကိုရှီကူဝါဆာလို့ခေါ်တဲ့အကြောင်းရင်းကတော့တံမြာသီးလိုအချင်းသီးတစ်မျိုးကနေထုတ်လုပ်ထားတာဖြစ်ပါတယ်။ချင်းတဲ့သီးတိုင်းမှာနိုပလီတင်လို့ခေါ်တဲ့အန်တီအောက်ဆီဒန့်တစ်မျိုးပါဝင်ပါတယ်။ရှီကူဝါဆာအသီးတွေဟာလိမ္မော်သီးထက်နိုပလီတင်အဆ40ကျော်ပိုမိုပါဝင်တယ်လို့သိရပါတယ်။အသက်ရှည်ရှည်နေနိုင်ဖို့အတွက်နောက်ဆုံးလိုအပ်ချက်ကတော့အခက်အခဲနဲ့လောကဓာတ်တွေကိုခံနိုင်ရရှိခြင်းပါပဲ။လူတစ်ယောက်ကကိုယ့်ရဲ့အားနည်းချက်တွေတားရှုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေကိုလက်ခံပွေ့ဖက်နိုင်ဖို့လိုပါတယ်။ဒါနဲ့ပတ်သက်ပြီးဂျပန်မှာတော့ဝါဘီဆာဘီနဲ့အီချီကိုအီချီအီဆိုတဲ့သဘောတရားနှစ်ခုရှိပါတယ်။ဝါဘီဆာဘီရဲ့အဓိပ္ပာယ်ကမပြည့်စုံမှုနဲ့အားနည်းချက်တွေထဲကနေအလှပကိုရှာဖွေခြင်းဖြစ်ပါတယ်။မပြည့်စုံမှုနဲ့အားနည်းချက်တွေဟာသဘာဝတရားဖြစ်တယ်လို့လက်ခံပေးခြင်းဟာဝါဘီဆာဘီရဲ့အခြေခံသဘောတရားပဲဖြစ်ပါတယ်။အီချီကိုအီချီအီကတော့အဖြစ်အပျက်တစ်ခုဟာလက်ရှိပြစ္ဆုတ်ပံအချိန်နဲ့သာဆိုင်ပြီးနောက်တစ်ချိန်ထပ်မလာတော့ဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲ။တနည်းပြောရရင်တော့မမြဲခြင်းအနိစ္စတရားကိုဆင်ခြင်သုံးသပ်တဲ့သဘောဖြစ်ပါတယ်။နောက်တိုင်းမှာဖျားเจ้าလိုအဆောက်အဦတွေကိုရေရှည်တည်မြဲစေဖို့အတွက်အခိုင်အမာစောင့်ကြပေမဲ့ဂျပန်လူမျိုးတွေကတော့မမြဲခြင်းသဘာဝကိုထင်ရှားစေဖို့အတွက်ရိုးရာအဆောက်အဦတွေမှာတစ်ကိုသာအသုံးပြုကြတာတွေ့ရပါတယ်။ကဲဒါဆိုရင်ဒီကုန်းချုပ်အနေနဲ့အီကီဂိုင်စာအုပ်ရဲ့အကြောင်းကိုခြုံပြီးတော့ပြောရမယ်ဆိုရင်ပထမကံမှာလူသားတွေရဲ့ဘဝကိုအဓိပ္ပာယ်ရှိရှိမောင်းနှင်ပေးနိုင်တဲ့အီကီဂိုင်ရဲ့အဓိပ္ပာယ်နဲ့သဘောသဘာဝတွေကိုလေ့လာခဲ့ရမှာဖြစ်ပြီးတော့ဒုတိယကံမှာကိုယ့်ရဲ့အီကီဂိုင်ကိုရှာဖွေနိုင်မဲ့စိတ်ပိုင်းဆိုင်ရာနည်းလမ်းတွေကိုပေါ်ပြခဲ့ပါပြီ။တတိယကံမှာတော့အီကီဂိုင်ကိုအထောက်ပံ့ဖြစ်ပြီးတော့အသက်ရှည်ကျန်းမာကူညီပေးနိုင်မဲ့အစားအသောက်နေထိုင်တဲ့စိတ်နေစိတ်ဓာတ်တို့ကိုလေ့လာဖတ်ရှုခဲ့ရတာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့အီကီဂိုင်ဆိုတဲ့အကြောင်းအရာလေးကိုတေချာနားလည်သဘောပေါက်ပြီဆိုရင်မိမိတို့ရဲ့အီကီဂိုင်ကိုမိမိကိုယ်တိုင်ရှာဖွေနိုင်ပြီးတော့ဘဝမှာပျော်ရွှင်စွာနိုးထနိုင်တဲ့လူသားတွေဖြစ်ကြပါစေ။နားထောင်ပြီးတဲ့တငယ်ချင်းတွေတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ရှိပါတယ်။ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့နောက်ထပ်တန်ဖိုးရှိတဲ့စာအုပ်ကောင်းလေးတွေကိုဆက်လက်ပြီးနားဆင်လိုက်ကြပါအောင်နော်။ကောင်းသောနေ့လေးဖြစ်ပါစေ။